ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လောကပြန်လာနေအတပြလေးလို့ဆောင်ပြပါတယ်ကြအားလုံးလိုက်ကြည့်ကြအောင်အယုံဆုံးငါ့ကိုတကောင်လုံးမကုန်းတဲ့အတွက်ကြောင့်မလို့တစ်ပိုင်းပဲပိုင်းပြီးတော့ဒီကြားလေးကင်ထားပြီးတော့လင်းတို့တွေ့လာပါမယ်ဒီရနဲ့တဲ့ကိုဒီပူပေးပြီးတော့ရည်တည်ထားပါပြပါတယ်ပြီးရင်အစပလာဒီထားမှာပြပါတယ်စက်တော်ပြမပါလိုက်မဝဲလာမလိုက်ဘူးကဲဆိုတော့ဒီထားတဲ့စပလာလေးရပါပြီရပြီဆိုရင်ရေအခုလိုစူလာပြီဆိုရင်ဟိုလေးကိုငါထဲမှာဖြစ်ပါတယ်ငါထဲပြီးရင်ငါညီနဲ့မနာအောင်ဆိုပြီးတော့6ရွယ်ရဲ့နည်းနည်းမြင့်တွေပါလမ်တွေပတဲကိုဦးလမ်တွေဝဲတာလေးပါလဲလဲမှာဖြစ်ပါတယ်ကဲဒီလိုရှင်ရပြီဆိုရင်ဟိုဘက်ဒီဘက်လမ်းပေးပါမယ်လမ်းပေးပြီးဆိုရင်ခဏနေဆိုရပါပြီနော်ဒီလိုရှင်ရပြီဆိုရင်ဖပြုတ်ထားတဲ့အမွေးတွေကိုအဲ့မခေါ်တော့အဲ့ဒါလေးကိုထုတ်ပြပါမယ်ပြီးရင်ငါ့ကိုပကံနဲ့ထည့်မယ်ငါပြုတ်ထားတဲ့အရေးကိုခုနကတိတ်ထားတဲ့ဇာပလာတွေထဲမှာဖြစ်ပါတယ်ကဲတက်တံပြမပါတော့တပြိုးပဲကြည့်ရတာ Okay let's go ဆိုတော့ကဒီလိုထည့်ပြီးဆိုရင်အရာသာအတွက်စက်သားမုံထည့်မယ်စက်သားမုံထည့်မယ်စားနေနဲ့ထည့်မယ်အရှုံမုံနေနဲ့ထည့်မယ်ကဲကျွန်တော်တော့အရာသာကိုဒီလောက်ပဲတုံးလာတော့ခင်ဗျားတို့ကြိုက်တဲ့ဘယ်လိုပြောမလဲခင်ဗျားတို့ကြိုက်တဲ့ဟာထည့်လို့ရတယ်နော်အရှုထည့်ခြင်းလဲဆိုလဲတခြားနဲ့ထည့်လို့ရတယ်ကျွန်တော်အရှုမထည့်လို့လိုအပ်တဲ့တောင်းထားပါတယ်ကဲဒီလိုရှင်ရမယ်ဆိုရင်ငါတို့လောက်တွေ့ရပါပြီတန်တန်တန်ဝေါโอเคအားလုံးစားကြပါဦးခင်ဗျာဘိုင်ဒီအားလုံးကျေးဇူးတင်ပါတယ်